นี่ลงมะนาวล่ะ ဒီနေ့လားသမီးတို့လုံးမနာဘူး ဟုတ်လား ဟုတ် အခုလုံးနဲ့ဘယ်လောက်ကြာပြီလဲခုဒီနေ့ တို့လုံးလား အေးပေါ့ ဒီနေ့ဆို မနက်ခင်းတဲ့လုံးနဲ့ဘယ်နှစ်နာရီရှိပါပြီလဲလို့ခု သုံးဒီအခုမှဆို9နိုင်လောက်ရှိပြီ ဟုတ်လားအေးခဏနားပါအောင်ဒီမှာအလူရှင်လေးရှိလို့လူပေးဖို့နော်ဒီနေ့ကြာသမီးကဘယ်လောက်ရရလဲ ဒီနေ့ကို8000 9000လောက်ပဲရ ဟော8000 9000ရတာလား ဟုတ် 8000 9000ရတဲ့ခါကျတော့သမီးကဒါတွေအကုန်လုံးကိုသမီးရောက်တဲ့သုံးတာလား မဟုတ်ဘူး ဟောမိဘတွေပေးတာလားအကုန်လုံးပေးရလား ဟုတ်မိဘတွေပဲပြန်အပ်တယ် ဟောမိဘတွေပဲကိုပြန်အပ်တာလား ဟုတ် ဟောမိဘတွေကရောကျမကြီးတွေကောင်းရလား မိဘကတော့ကျမကြီးတော့ကောင်းတယ်ဒါပေမဲ့အဖေကမကောင်းကျမကြီး ကျမကြီးမကောင်းလား ဟုတ် စေးုံတွေပါတက်ရလား တက်ရတယ် စေးုံတွေပါတက်ရတယ်စေးုံတက်တဲ့ခါကျတော့အခုလိုမျိုးအစင်မပြေမှုတွေတဲ့ဒါသမီးဘယ်လိုတက်လဲအဲ့ဒီစေးုံတက်တဲ့ခါ ဘလို့တက်လဲဆိုတော့ဘားတွေဦးမင်းမေရှိကပတ်စံချီးပြီးတော့တက်ရတယ် ဩအဖတွေဦးမင်းနေစီကနေပြီးတော့ပတ်စံတွေချီးပြီးတော့ ဟုတ် ညီမကောင်းမကြမ်းမှဖြစ်တဲ့ခါကျရင်အဲ့လိုမျိုးတက်ရတာပေါ့နော် ဟုတ် အဲ့သမီးမေတော့နေကောင်းတာပေါ့ ဟုတ် ဩ မိရတော့နေကောင်းတယ် မစိုးပါဘူးနော်အခုညီမလေးကအသက်ကြာဘယ်လောက်ရှိပြီလဲ 14နှစ်ရှိပြီ ဟုတ်လား ဟုတ် အသက်14နှစ်ဒီလိုမျိုးတော့ဒါတော့မှလောက်ကင်စားတောက်နိုင်တယ်နော်စားတွေပါရောရေးတက်လား ရှိတတ်ပါတယ် စားလည်းရေးတက်နော်ဟုတ်ပြီအခုဒီနေ့သမီးအတွက်အလူရှင်လေးတွေရှိလို့လာလုပ်ပေးတာနော်မိဘကိုလှုပ်ကျွေးနေတဲ့လိမ္မာတဲ့သမီးငယ်လေးဖြစ်တဲ့အတွက်တဲ့ကိုမျိုးတီဟန်ထွန်းမတ်တန်နာဦးသမီးနန်းဟန်တီဦးမိသားစုကနေပြီးတော့အလူငွေ3သိန်းနဲ့900လုပ်ပေးတယ်နော်နောက်ပြီးကြတော့ဦးကျော်အေးဒေါ်မိုးဆွေမိသားစုကနေပြီးတော့အလူငွေ9000လုပ်ပေးတယ်နော်ဦးကျော်အေးဒေါ်မိုးဆွေမိသားစုကနေအလူငွေ9000ကိုမျိုးတီဟန်ထွန်းမတ်တနာဦးသမီးနန်းဟန်တီဦးက3သိန်းနဲ့900ဆိုတဲ့ခါကျတော့သမီးရဲ့ဒီနေ့အလူငွေစုစုပေါင်းက3သိန်း5000နဲ့900ရတယ်နော်သမီးကမိဘကိုလှုပ်ကျွေးနေတဲ့သမီးလိမ္မာလေးဖြစ်တဲ့အတွက်ဒီတော့ဦးတွေကိုတွေမမတွေကနေပြီးတော့အလူငွေ3သိန်း5000နဲ့900လူတန်းပေးထားတဲ့လူတွေကိုလက်ခံပေးလိုက်အောင်နော်အဲ့တော့အလူရှင်ကိုကျေးဇူးတင်ဆုတောင်းကားလေးနည်းပြောပြပါအောင်နော် ဟုတ်ကဲ့ပါဒီလိုမျိုးလူတွေအတွက်ကြောင့်မို့လဲကျမ်းမာပါစေချမ်းသာပါစေဒီကမှာကလူနိုင်တန်းနိုင်ကြပါစေ ဟုတ်ကဲ့အဲ့ဆိုတော့သမီးလည်းအလုပ်ဆက်လုပ်လိုက်ဦးလဲအခြားလှူရမယ့်နေရာလေးရှိလို့သွားလိုက်အောင်နော် ဟုတ်